ဘာမလုပ်ချင်တော့ဘူးကွာသိလားဘာမှလည်းမဖြစ်ချင်တော့ဘူးအေးစစ်စစ်လေးပဲနေချင်တော့တယ်ပေါ့နော်ဆိုပေမဲ့ဘဝဘေးအခြေအနေရစာလုပ်နေရတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုမှာတွေ့ကြရအောင်နော်အတူတူနှစ်သိကြတာပေါ့ Okay ဆိုတော့စာလုပ်ဖို့လို့အတွက် motivation ဘယ်လိုယူလဲဆိုတဲ့ဥစ္စာလေးကိုပြောပြခြင်းတယ်ပေါ့နော်ဆိုတော့ motivation ဘယ်အရာမဆို motivation ရှိတော့မှလုပ်လို့ရတယ်ဒါပေမဲ့အဲ့ motivation ဆိုတာလည်းအမြဲတမ်းရှိမနေဘူးဆိုပြီးတော့လူတွေကပြောကြတယ်ပေါ့နော်ဒါပေမဲ့ဘယ်အရာပဲဖြစ်ဖြစ်လှုပ်လိုက်တိုင်းမှာလူတိုင်းမှာ motivation ဆိုတာရှိတယ်ပေါ်လိုက်ပြောင်းလိုက်တော့ဖြစ်တတ်တယ်အဲ့ဒါတွေကလည်းလူပေါ်မှာလည်းမူတည်တယ်နော်အဲ့တော့လုံးဝအယိုးစင်းဆုံးကိစ္စလေးပဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဟင်းကောင်းကောင်းလေးချက်စားရတယ်ပေါ့ဘာဖြစ်လို့လဲထမင်းစားတဲ့ခါကျလို့ရှိရင်ကောင်းကောင်းလေးစားခြင်းလို့ဆိုတဲ့ motivation နဲ့ဟင်းကောင်းကောင်းလေးချက်တယ်ဒါပေမဲ့တချို့သူတို့ကကြတော့မရပါတယ်စားပြီးချီးဖြစ်တာပဲသိရမလားအဲ့လောက်ထိလုံနေစရာမလိုဘူးချက်လိုက်မယ်စားလို့ရရင်ပြီးရောဆိုတဲ့သူကမရှိဘူးလားသိရမလားအဲ့လိုမျိုးကြွားချတာဖြစ်ပါတယ်အဲ့တော့စားလုပ်ဖို့အတွက် motivation ဆိုတာကလည်းအဲ့လိုပဲတယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့ကိုဘယ်လိုလုပ်လဲပေါ့နော် survival အနေနဲ့ဘယ်လိုလုပ်လဲဆိုတဲ့ဥစ္စာလေးကို sharing လုပ်ပေးသွားပါမယ်အယိုးရှင်းဆုံးလူရင်းတူရှင်းကိုပဲတကူတည်းပြောလိုက်ရမယ်ဆိုလို့ရှိရင် Violet ကအနာဂတ်ကိုတွေးကြည့်ပါတယ်အတိတ်မဟုတ်ဘူးနော်အနာဂတ်ကိုတွေးကြည့်တယ်အနာဂတ်မှာငါဘာဖြစ်ချင်တာလဲဆိုပြီးတော့တွေးကြည့်လိုက်တယ်ဘယ်လိုမျိုးနေချင်တာလဲဆိုတွေးကြည့်လိုက်တယ်တွေးကြည့်လိုက်လို့အဲ့ဒီအနာဂတ်မှာဒီလိုနေချင်လဲဆိုတဲ့အဖြေထွက်လာတယ်အဲ့ဒီအဖြေထွက်လာတဲ့အခါမှာဒီအတိုင်းနေဖို့လို့အတွက်အခုလက်ရှိဘာလုပ်ဖို့လိုလဲဆိုပြီးကြည့်လိုက်တဲ့အချိန်မှာစာလုပ်ဖို့လိုတယ်ဆိုတဲ့အဖြေထွက်လာတယ်အဲကြလို့ရှိရင် motivation ကအဲ့လိုမျိုးတက်သွားတယ်ပေါ့နော်အဲကြလို့ရှိရင်ငါလုံးမဖြစ်မယ်ဆိုပြီးတော့အဲ့လိုမျိုးပုံစံနဲ့စာထားလုပ်ဖြစ်ပါတယ်ဆိုတော့ဒါကတော့အကြီးတွေးလိုက်တာပေါ့ပြောရလို့ရှိရင်လုံးဝအဆုံးထိတွေးလိုက်တာအဆုံးထိတွေးလိုက်ပြီးတော့အဲ့အဆုံးကနေပြီးတော့ပြန်ကြည့်ပြီးတော့ဒါအခုချိန်မှာဒါလုံးမရမယ်ဆိုတဲ့ပုံစံနဲ့တွေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့လိုပုံစံနဲ့တွေးပြီးစာလုပ်ဖို့ဆိုတာတော်ရုံစိတ်ခိုင်မှုမျိုးနဲ့တော့မရအောင်နော်ဘာဖြစ်လို့အဲ့ဒါကိုသိလဲဆိုတော့အဲ့လိုတွေးကြည့်လိုက်တယ်ဆိုပေမဲ့စိတ်တက်ကကြာတာပဲစာမလုပ်ချင်ဘူးဆိုတဲ့ဥစ္စာအမြဲတမ်းဖြစ်တယ်ကဲဘလို့ဟာတွေကအတားအဆီးဖြစ်တတ်တာလေပေါ့အဲ့လိုမျိုးဟာအဲ့တော့ယူတို့အခုဓာတ်ထောက်နေတယ်ဆိုစာလုပ်ဖို့ motivation မရှိရင်လည်းလို့တွေးကြည့်လိုက်ဟာအခုဆိုလို့ရှိရင်ဘာလက်က college တက်နေတယ်ပေါ့နော် college က4နှစ် college ဖြစ်ပါတယ်4နှစ် college ဖြစ်တဲ့အတွက်ကြောင့်မလို့4နှစ်လုံးပြီးတဲ့အထိနော်စင်စက်မပြတ်ရှောက်လန်းသွားဖို့ဆိုတဲ့ pressure ရှိတယ်အဲ့တော့အဲ့ဒီရဲ့ဟာကို college ရဲ့ diploma ကိုရပြီးတော့ဘာလုပ်ငန်းခွင်မှာဘာလုပ်ချင်မှာတည်းဆိုပြီးတော့ကိုယ်ကိုသိတယ်ဒါပေမဲ့အဲ့သိတယ်ဆိုတဲ့ဥစ္စာခေါင်းထဲမှာရှိတယ်စာလုပ်ဖြစ်လားလုပ်ဖြစ်တယ်ဒါပေမဲ့မလုံလောက်သေးဘူးနောက်ကြားထဲမှာမလုပ်ဖြစ်တော့ဆိုရက်လိုက်တာတွေလည်းရှိတာပဲလေနော်ဆိုတော့ဘာတွေကအနှောက်အယှက်ပေးနေရလဲဆိုတဲ့ဥစ္စာလေးကိုထပ်ပြီးတော့စဉ်းစားကြည့်လိုက်တယ်ပြင်းတယ်ဆိုတဲ့ဥစ္စာအနှောက်အယှက်ဖြစ်တယ်နောက်တစ်ခါကျပင်ပန်းတာဘာလို့ဆိုအားတစ်ပိုက်တို့လုံနေရတယ်ဆိုတဲ့ဥစ္စာကနေပြီးတော့တော့တွေးလိုက်လို့ရှိလို့ရှင်ပင်ပန်းမလုပ်ချင်တော့ဘူးတော်ပြီဒီနေ့တရက်တော့ထားလိုက်နောက်နေ့မှဆက်လုပ်တော့မယ်အဲ့လိုမျိုးပုံစံနဲ့နေရွှေညရွှေဆိုတဲ့ဖြစ်ရလေးတွေဖြစ်လာတယ်ဆိုတော့ပင်ပန်းနိုင်နော်အားနေလို့နားကျင်လို့ဆိုတဲ့ပုံစံနဲ့ပြင်းနိုင်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်မျိုးကအကြီးဆုံးအနှောက်အယှက်ပါပဲကဲဟုတ်ပြီအဲ့ဒီနှစ်ခုပြီးသွားလို့ရှိလို့ရှင်နံပါတ်3အနေနဲ့အနှောက်အယှက်ကကြတော့ကြုံရတဲ့ခက်ခဲမှုပေါ့နော်အဲ့ခက်ခဲမှုကိုကြုံပြီးတော့ဟာခတ်လိုက်တာနော် let's give up ပေါ့ပြောရလို့ရတော့ပြီရလိုက်တော့မယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးအဲ့ဒီရဲ့အနှောက်အယှက်လေးရှိပါတယ်ဆိုတော့အကြီးဆုံးအနှောက်အယှက်က3မျိုးနံပါတ်1ကတော့ပြင်းတာပြီးလို့ရှိလို့ရှင်ပြန်ပြောရမယ်ဆိုလို့ရှင်ပင်ပန်းတာနံပါတ်3ချက်ကကြတော့ခက်ခဲမှုပေါ့ဆိုတော့အဲ့ဒီ3ချက်ရှိနေပြီဆိုလို့ရှင် motivation ပျောက်ဖို့ဆိုတာအလွယ်လေးပဲဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့3မျိုးထဲမှာနံပါတ်1နေရာမှာထားတဲ့ပြင်းတယ်ဆိုတဲ့အချက်ကအကြီးဆုံးပါပဲပြင်းပြီဟေ့ဆိုလို့ရှင်အရာရာပျက်စီးဖို့လုံလောက်ပါတယ်နော်ဆိုတော့ Violet ကိုအခုအဲ့လိုပြောနေတယ်ဆိုမှလည်းကိုယ်တိုင်လည်းပြောရလို့ရှင်ပြင်းတာပဲနော်တခုဆိုလို့ရှင်ရပါတယ်ဒီနေ့မလုပ်သေးလေရအဲ့ရပါလေဆိုတဲ့ဥစ္စာကတကယ်ကိုအဖြစ်သမားပါပဲဆိုတော့အဲ့ဒီဟာကိုဖြောက်ရမယ်ပေါ့ကဲဟုတ်ပြီအခုပါဇက်က Violet ကပြောလိုက်တယ်ဖြောက်လိုက်နင်ပြင်းတယ်မလားအဲ့ပြင်းတဲ့စိတ်ကိုနင်ဖြောက်လိုက်စားလို့ဆိုအဲ့လိုမျိုးဆိုရင်ကိုယ်တိုင်တောင်မှကိုမလိုက်နိုင်တယ်ဒီဥစ္စာနော်အဲ့တော့မလိုက်နိုင်တဲ့ခါကျအဲ့ပြင်းတယ်ဆိုတဲ့အရာကိုဘယ်လိုဖြောက်ရမလဲနော်အဲ့တော့အပြင်းယောဂဆွဲကပ်လာမြန်စွာကုဖို့ပြင်ပေါ့နော်သိရမလားအဲ့ဒါဘယ်လိုကုဝင်ကောင်းမလဲဆိုပြီးတော့ဗာလဲစဉ်းစားလိုက်တယ်ငါဘာလို့ပြင်းနေတာလဲပေါ့သိလားက
အစဆိုလို့ရှိရင်ဒီစပွဲတို့ကလထိုင်တော့မရှိဘူးကွာဒီအိမ်ပြောင်းလာတဲ့ချိန်တော့လေအိမ်မပြောင်းခင်ကလည်း share house မှာနေတာဆိုတော့အောက်မှာပဲထိုင်လုပ်တဲ့အနေထားကိုဒူးတွေတားနာတယ်ပေါ့နော်ပြောရရင်အဲ့တော့အဲ့ဥမာအစာမှာတော့ဒူးနာတယ်အခုအိမ်ပြောင်းလာတဲ့အခါကျတော့စပွဲနဲ့ကလထိုင်မရှိသေးဘူးဆိုတဲ့အနေထားမှာစာမလုပ်ချင်ဘူးပြင်းတယ်ဘာလို့လဲဆိုတော့အောက်ကြီးမှာထိုင်လို့ရတာအဆင်မပြေဘူးသိရမလားအာဒူးနာတယ်ဖင်နာတယ်ခေါင်းနာတယ်ဆိုအဲ့ဒီအတားအဆီးလေးတွေပေါ့ဝင်လာတဲ့အခါမှာအော်ဒါပြင်းရခြင်းရဲ့လက္ခဏာလှုပ်ချင်စိတ်မပေါ်တာပြင်းတယ်ဆိုတာတဲ့လှုပ်ချင်စိတ်မဖြစ်တယ်ယာရုကီက9ယာရုကီက9လီယို見てみましょうသိရမလားယာရုကီက9理由は例えば椅子とかテーブルとか私はねあとは可愛いなんかペンとか本とかそういうနော်ပြောချင်တာ violet တာဆိုလို့ရှိရင်စာလုပ်ဖို့အတွက်ပြင်းရတဲ့အကြောင်းရင်းကကိုလုံနေရတဲ့ပတ်ဝန်းကျင်တတ်တာမဖြစ်လို့ဒါကတစ်ဖက်ကမကောင်းတဲ့ဘက်ကတွေးမယ်ဆိုလို့ရှိရင်စင်ကြေတွေဖြစ်တယ်နော်မကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်စင်ကြေတွေဖြစ်တယ်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့တတ်တာမဖြစ်လို့စာမလုပ်ချင်တာပဲပေါ့တတ်တာဖြစ်အောင်လုံလိုက်ရင်စာလုပ်ချင်စိတ်ပေါ်လာမှာပဲပေါ့ဆိုပြီးတော့စံအကုန်ခံပြီးတော့စပွဲတို့ကလထိုင်တို့ဝယ်လိုက်တယ်ဝယ်လိုက်တော့ဘာပြောသွားလဲဆိုတော့လုံးဝemotionally ပြောင်းလဲသွားတယ်ဟာဒီနေရာလေးကမိုက်တယ်ပေါ့သိရမလားကိုကလည်းကိုထင်တာကိုပြောတာနော်ယူတို့ထင်မထင်ပြဿနာမရှိဘူးဆိုတော့စပွဲလေတော်လည်းစာအုပ်လေးတွေပါလေးရန်လေးစီလိုက်တဲ့အခါမှာဟောဒီနားလေးမှာငါထိုင်ပြီးတော့ဆိုလို့ရှိရင်ဘယ်နှနာရီဖြစ်ငါထိုင်နိုင်လဲဆိုတဲ့စိတ်ပေါ့အဲ့လိုလေးဖြစ်သွားနော်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာ motivation ရတစ်ပြက်ပြန်တက်သွားတယ်ခုနအနာဂတ်တွေပိုင်းနဲ့မဆိုင်ဘူးနော်တွေးထားတယ်အနာဂတ်နဲ့ပတ်သက်လို့ base အနေနဲ့တွေးထားတယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အချိန်မှာအနှောက်အယှက်ကပြင်းနေဆိုတဲ့ဥစ္စာကို violet ကဖြတ်စည်းရမယ်အဲ့တော့အဲ့ပြင်းတာကိုဖြတ်စည်းဖို့အတွက်ကို motivation တက်စေမယ့်အရာပါလဲပေါ့အဲ့တော့ violet တာဆိုကြလို့လှလှပဆိုလို့တက်ရဲ့ပေါ့အဲ့လိုမျိုးပုံစံမျိုးလေးတက်တာစလုပ်ရတာသဘောကျတယ်အားကြောင့်မလို့အဲ့ဒီဥစ္စာကိုပစံမနဲ့မျိုးပဲနဲ့ဝေချလိုက်တယ်အဲ့တော့ဘာဖြစ်လှုပ်ဖြစ်သွားတယ်အဲ့ဒါပြင်းနေဆိုတဲ့ဥစ္စာအဲ့လိုမျိုးပုံစံနဲ့တိုက်ဖြတ်လိုက်တယ်အဲ့တော့ယူတို့စားလို့ဖို့ပြင်းနေဆိုတာကဘာဖြစ်မလဲဥမာမီးပြက်နေလို့လားသိရမလားဒါမှမဟုတ်ရှိလို့ရှိရင်လေအိမ်ကမိနာညှိလို့လားဒါမှမဟုတ်ရှိလို့ရှိရင်လေရီးစားနဘူးနစားဖြစ်နေလို့လားသိရမလားဒါမှမဟုတ်ရှိလို့ရှိရင်လေစောင်းစားတယ်လှလှပမရှိလို့လားဘယ်ရဖြစ်နိုင်တယ်အဲ့ဒါကလူတစ်ယောက်နဲ့တစ်ယောက်လုံးဝတူမှာမဟုတ်ဘူးဘသူ့မှလည်းအကိစ္စနဲ့ပတ်သက်လို့လှောင်စရာမရှိဘူးဘာဖြစ်လို့လဲသူဒုက္ခနဲ့သူပြင်းနေတာဖြစ်တဲ့အတွက်အဲ့ပြင်းတဲ့ဒုက္ခကိုဖြတ်စည်းဖို့အတွက်သူ့ကိုယ်သူပဲသက်ဆိုင်တယ်အဲ့တော့ violet ကအကြံတစ်ခုပေးချင်တာအဲ့အဖြေလေးကိုတစ်ချက်လောက်ရှာကြည့်လိုက် violet တာဆိုလို့ရှိရင်အဲ့လိုမျိုးသိရမလားလှတာပါတာလေးလိုမျိုးလေးလောက်အဲ့လိုမျိုးလေးတွေတက်ရက်လေးတွေပါကိုကြိုက်တဲ့အရောင်လေးတွေကအဲ့လိုလေးတွေသဘောကျတာဖြစ်တယ်အဲ့မျိုးလေးဖန်တီးလိုက်တဲ့အခါမှာစားလို့ရှင်စိဖြစ်ပေါ်လာတယ်အဲ့တော့အနာဂတ်ကိုတွေးမယ်ကိုပြင်းရတဲ့အကြောင်းရင်းကိုရှာပြီးတော့အဲ့ဒါကိုတိုက်ဖြတ်လိုက်မယ်အဲ့ဆိုလို့ရှိရင်တကီယာကလေးနော်အဲ့တော့ motivation တက်လာတာဖြစ်ပါတယ်ကဲနောက်တစ်ခုကနံပါတ်2အနေနဲ့ပင်ပန်းမှုပေါ့ပင်ပန်းမှုဆိုတဲ့ဥစ္စာကလေခုနကလိုစာလုပ်ဖို့တို့ဘာတို့ကိုပျက်စီးစေတာဖြစ်တဲ့အတွက်အဲ့ဒါကိုဘယ်လိုတိုက်ဖြတ်မလဲပေါ့ခုနအကြီးဆုံးကတော့ပြင်းတဲ့ကိစ္စနော်ပြောပြီးသွားရင်အဲ့ဒါကိုကကြိုက်တယ်လို့ပြင်းလိုက်ဥပမာလှလှပပလေးဝေးရတာကြိုက်တယ်ဆိုဝစ်ပလိုက်နော်လုံးဝတချင်းတွေပါအော်ဟစ်ဆိုပြီးတော့မှလောက်ရမယ်ဆိုပြစ်လိုက်နော်အဲ့ဒီချက်ကတော့ကိုအလိုလိုက်တော့မှသာလျှင်ပြင်းတယ်ဆိုတဲ့ဥစ္စာပျောက်တာဘယ်သူစကားမှနားထောင်နေစရာမလိုဟုတ်ပြီနော်အဲ့နံပါတ်2အနေနဲ့ဒီပင်ပန်းမှုပေါ့အဲ့ဒါလေးရတော့နည်းနည်းပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ပတ်တိုင်းကျော်လုံနေရတယ်လို့ဘာလို့မကြိုက်ဘူးမလုပ်ချင်ဘူးသိရမလားအလုံးမလုပ်ချင်ဘူးအဲ့တော့အလုံးမလုပ်ချင်ဘူးဆိုတာကိုကြိုက်တဲ့အလုံးမဟုတ်နေဘူးနော်ကိုတကယ်လုပ်ချင်တဲ့ဥစ္စာအခုမှပညာသင်ပြီးဖြည့်ဆည်းနေတော့ဆိုတဲ့ပုံစံဖြစ်နေတာဆိုတော့မဖြစ်မနေဒီ retail sector ဝင်လုပ်နေတယ်ပေါ့နော်ကဲ violet တာဆိုရင်ပေါ့နော်ဆိုတော့အဲ့လိုနေရာမလုပ်ချင်ဘူးအဲ့အလုပ်သွားရတော့မနေဆိုရင်ဟိုဖင်ကြိုက်တယ်လို့ခေါင်းကြိုက်တယ်လို့ဖြစ်တာသိရမလားဆိုတော့သွားလိုက်တယ်ဒါပေမဲ့အလုပ်ရောက်သွားရင်တော့အလုပ်မှုပေါ့နော်အလုပ်ရမှုနဲ့စူးစမ်းတယ်အလုပ်တယ်ပါညာနော်ကိုကနေကိုတောင်းဝင်ချအောင်လုပ်လိုက်တယ်ပြန်လာပြီဆိုလို့ရှိရင်လုံးဝ0အဲ့တော့0ဖြစ်သွားတဲ့ခါကျတော့ပင်ပန်းတယ်ပြန်လာလို့ရှိရင်ထမင်းလေးပါလေးချက်စားမယ်ပါလားဆိုရင်လေမစားနိုင်တော့ဘဲနဲ့ထိုးအိတ်လိုက်ရတာတွေပါအဲ့လိုရှိတယ်ပေါ့နော်ယူတို့လည်းရှိမှာပါနော်အဲ့တော့စားမလုံနိုင်တော့အဲ့ချိန်ကြလို့ရှိရင်မဖြစ်မနေစားလုံရမှာလားမသိရမလားတွေးစီရပဲအဲ့ဒီချိန်မှာမဖြစ်မနေစာလုပ်ရမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုတွေးထားသလိုမျိုးစာလုပ်တယ်ဆိုတဲ့ဟာတွေထက်ကွာခြားတဲ့ဟာလေးတကူကိုလုပ်တင်တယ်ဘ
လိုမျိုးကွာခြားတာလဲပေါ့အဲ့လေးတေချာနာတော့နော်ကိုတိုင်းစာလုပ်တယ်ဆိုတော့ image ပေါ့နော် image တကိနေဘင်ကျိုတေယူနော်ဒိုယူမနိုသိရမလားအဲ့တော့စာလုပ်တယ်ဆိုကိုတော့ကဘလို့တွေးတာလဲစပွဲကောင်မှာတေချာထိုင်စာအုပ်တွေအပုံလိုက်ချရေးကူးရေးစာချက်အဲ့လိုမျိုးပုံစံစာလုပ်တယ်လို့ခေါ်ရလားပေါ့သိရမလားအဲ့တော့အကယ်၍ကိုကအဲ့လိုမျိုးပုံစံစာလုပ်တယ်လို့တွေးတာလို့ရှိလို့ရှိရင်အဲ့ဒီဟာရဲ့ဖြောင်းမြန်အောင်လုပ်လိုက်ဟုတ်တော့ထိုင်မထိုင်နဲ့လဲနေစာအုပ်တွေအပုံလိုက်ချရမချနဲ့တုံးဆိုလဲတုံးလာပေါ့မဟုတ်လေ digitally phone တွေရဖြစ်ဖြစ် tablet ဖြစ်ဖြစ် laptop ဖြစ်ဖြစ်တကူကိုရှိတယ်တွေကပေါ့ online ကနေပေါ့စာတွေချရေးစာတွေအော်ကြက်မဟုတ်ဘူးနားထောင်အဲ့လိုမျိုးပုံစံနဲ့တကူလှုပ်လိုက်အဲ့ကြလို့ရှိလို့ဘာဖြစ်သွားလဲဆိုတော့နားထောင်နေရင်လည်းအော်ဟုတ်ပါလားအော်ဟုတ်တာပဲပါညာဆိုပြီးတော့ပင်မန်းတာလေးကိုခဏတစ်ပြုံမီးပြောက်သွားစေတယ်အဲ့လိုပုံစံနဲ့မဖြစ်မနေလေစာလေးတကူလေးလာတာလေးကိုလုပ်မယ်ဆိုလို့ရှိလို့ရှိရင်ပင်မန်းတာလည်းပင်မန်းနေဆိုပေမဲ့ရလက်လေးတကူလည်းရှိနေမယ်ပေါ့0ထက်ဆိုင်လို့ရှိလို့ရှိရင်1ကကောင်းတယ်လေနော်ရက်နေတာထက်ဆိုင်လို့ရှိလို့ရှိရင်နည်းနည်းလေးပဲဖြစ်လှုပ်လိုက်တာကတော့အကျိုးသက်ရောက်မှုရှိတယ်လို့ဘာလဲကတော့ယူဆတယ်အားကြောင့်မလို့ကိုတိုင်းလည်းအဲ့လိုမျိုးလှုပ်တယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီဘက်မှာအလုပ်4ရက်လောက်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့4ရက်ကပြန်လာလို့ရှိလို့ရှိရင်လူကခန္ဓာကိုယ်နဲ့ဝိညာဉ်နဲ့ကွဲကွာသွားပြီသိရမလားအဲ့လိုမျိုးဖြစ်တဲ့အခါကျပြန်လာပြီဆိုလို့ရှိရင်ဘာလဲကစာရေးတာတို့ဘာလို့ဆိုတော့ကိုအခုတက်နေတဲ့ဥစ္စာနဲ့ပတ်သက်ပုံဆွဲတာတို့ဘာလို့လှုပ်တယ်အဲ့လိုမျိုးပြီးရင်နားထောင်တယ်တချင်းဆိုလဲတချင်း podcast ဆိုလဲ podcast နားထောင်တယ်ပြီးရင်ဘာလဲကဒီ YouTube လဲလုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ idea brainstorming လုပ်တယ်မှာ Kaiwa class ရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေကိုဘယ်လိုမျိုးလေးနော်ပြောပြပြီးရင်ကောင်းမလဲဆိုအဲ့လိုမျိုး brainstorming လေးတွေလုပ်တယ်နော်ဒီခါလေးကျတော့လဲ Facebook တော့ဖုန်းသုံးလုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့ကို balance ဖြစ်အောင်ပေါ့မဟုတ်ယူသွားလိမ့်မယ်သိရမလားနော်မဟုတ်ယူသွားလိမ့်မယ်အဲ့လိုမျိုးလေး balance ဖြစ်အောင်နေပြီးတော့တရားလေးပါလေးမှန်သိရမလားအဲ့လိုမျိုးပုံစံမျိုးနဲ့ပင်ပန်းတဲ့ဥစ္စာကိုတိုက်ဖြတ်ပြီးတော့ကိုလောက်ရမယ့်ဥစ္စာကိုလုပ်တယ်ဒါကောင်းတဲ့အချက်ပဲလို့ဖားလက်ကတော့ထင်တယ်အဲ့လေးကိုလေစမ်းကြည့်ပါ Okay 最後3番は難しさ何かをやるときあった難しさဟုတ်ပြီနော်အဲ့တော့တခုခုလုပ်နေနေကြုံလာတဲ့အခက်ခဲကြောင့်မလို့ motivation ပျောက်ဆုံးမျိုးစားမလုပ်ချင်တော့တာပေါ့အဲ့ဒါကတော့ဘာလို့လဲအခုတလောကြုံနေရတာပဲပြောရလို့ရှိရင်လေအဲ့တော့ကိုရီငငယ်တုန်းကလေအလားတူဖြစ်ခဲ့ဘူးလေဗီဒီယိုလေးနည်းနည်းရှိမယ်ဆိုတော့ပြောပြချင်တယ်ပေါ့နော်ငငယ်တုန်းကဆိုလို့ရှိရင်ဒီကိုဘာဖြစ်ချင်တာလဲဆိုစဉ်းစားရရတယ်ကိုအဲ့လိုအရန်ကိုကြီးမြတ်ချင်တာကွာသိလားကြီးမြတ်ချင်တာသိရမလားပြီးရင်အဲ့လိုအမေကလည်းမိဘတွေကလည်းပြောတယ်လေသိရမလားဘသူသားသမီးကတော့ဘာဖြစ်သွားပြီလို့ဘာတော့အဲ့လိုမျိုးတွေပြောလာတဲ့ခါကျဟဲငါလည်းအဲ့လိုမျိုးလေးဖြစ်ချင်လိုက်တာဆိုတာအနေပြီးတော့ရှီမန်းချက်တွေတအားဝေဝါးခဲ့တယ်သိရမလားကိုဒါဖြစ်ချင်တယ်လို့ထင်နေတာပေါ့နော်မဟုတ်ခဲ့လို့ဖြစ်နေရတာပဲအဲ့တော့အဲ့လိုမျိုးအတွက်စူးစမ်းရရနေပြီးတော့အဲ့ကျောင်းနေတက်နေတဲ့အချိန်တုန်းကလည်းဒီchemistry ဆိုလို့ရှိရင်လုံးဝမရဘူးကွာဘာလဲကတကယ်မရတော့အဲ့ chemistry ဆိုလို့ရှိရင် motivation 0အဲ့တော့ chemistry လုံးနေရင်လည်းခတ်လာလို့ရှိရင်ရက်လိုက်ခြင်းတယ်ဒါပေမဲ့ရက်လို့မရအောင်လှုပ်လားဆိုတော့မလှုပ်ဘာဖြစ်လို့လဲခတ်တာကိုကြုံလို့အဲ့မှာနေပတ်ချလဲပြီးတော့ chemistry ကလုံးဝစုပ်ပြတ်တန်တာပဲပြောရလို့ရှိရင်နော်ဆိုတော့အဲ့ဒါမျိုးဒါငငယ်တော့ကြုံတယ်ကဲဂျပန်စာလေးရောက်လေကိုဂျပန်စာအရင်ပြောတယ်ဂျပန်စာလုံနေနဲ့ခက်ခဲတယ်ဆိုတဲ့ဥစ္စာမကြုံခဲ့ဘူးဒါပေမဲ့ N2 ရောက်တဲ့အချိန်မှာကြုံတယ်နော် N2 ရောက်တဲ့အချိန်မှာတော့ခန်းကြီးတွဲလုံးနေဆိုတဲ့ဥစ္စာတွေမှာကြုံတယ်ကြုံတော့ခုနကလိုနီလန်းလေးနဲ့သိရမလားနည်းနည်းလေးအဲ့လိုမျိုးကိုပြင်ဆင်လိုက်ရင်လည်းလှုပ်တယ်ပေါ့နော်လှုပ်တော့နေသူတော့အဆင်ပြေသွားတယ်နောက်ချက်ကဘာမှသွားကြုံလဲဆိုတော့ EJU စာမေးပွဲပြင်ဆင်တဲ့အချိန်မှာကြုံတယ် EJU စာမေးပွဲဖြေတော့ဆိုလို့ရှိရင်ဘာမှသွားကြုံလဲဆိုတော့စာကြောင်းလာပြီးတယ်စာပိုက်တွေဖတ်တဲ့အခါမှာအချိန်မမီတာဟာခတ်လိုက်တာမလုံနိုင်တော့ဘူးဆိုပြီးတော့နော်ဒီကျောင်းမှာစာပိုက်တွေတင်ပေးနေတဲ့အချိန်ဆိုကိုကကြည်နေတယ်တကယ်စိတ်ကတခြားမှာဆိုတဲ့ပုံစံမျိုးအဲ့လိုလက်လျှော့လိုက်မိပြောရလို့ရှိရင်အဲ့တော့အခက်ခဲကဲဟုတ်ပြီအခုလဲ software တွေတင်နေတဲ့အကြောင်းမှာဒီ software ကဘာမှသုံးတယ်ဒီ software တွေကဒီကလုတ်ကိုနှိမ်ပါအရန်ခတ်တယ်ကိုတော့ခတ်တယ်မလိုက်နိုင်ဘာလို့လဲဆိုတော့ကွန်ပျူတာလည်းအရန်ကျွမ်းကျင်တယ်တဲမှာမပါဘူးဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဟာအဆင်ပြေပါမလားပေါ့ဆိုတဲ့ပုံစံနဲ့လက်လျှော့လိုက်ချင်ပါတယ်အဲ့တော့အဲ့လိုမျိုးနံပါတ်3ပေါ့နော်ကြုံလာရတဲ့အခက်အခဲကနေတစ်စင် motivation တွေပျောက်ဆုံးသွားပြီးမလုံနိုင်တော့ဘူးပေါ့အဲ့တော့အဲ့အချိန်ဒီမှာကျတော့ဘာလဲကဘယ်လိုဖြေရှင်းကောင်းလဲဆိုကိုဆုံးမလိုက်တယ်စဉ်းစားလိုက်တယ်အဲ့တော့ဘယ်လိုဖြေရှင်းမလဲဆိုတော့ဟုတ်ပြီဒါခက်ခဲတယ်
ခက်ခဲတဲ့ဥစ္စာကိုမလုပ်ဘဲနဲ့ကြော်သွားလိုက်လို့ဆိုရင်ပို့ပြီးခက်ခဲမှာပဲကဲဟုတ်ပြီကြော်လို့ရောရလားဒီခက်ခဲတဲ့ဥစ္စာကိုယ့်ရဲ့အနာဂတ်ကဖြစ်ချင်တဲ့ဥစ္စာကိုတော့ပြန်ချိန်လိုက်စဉ်းစားရတဲ့ဥစ္စာကိုဖြစ်ချင်တဲ့အဲ့ဒီဟာပေါ့နော်အဲ့ဒီပုံစံလေးပေါ့ဖြစ်ရလေးအဲ့ရလေးတခုပေါ့အဲ့ဒါနဲ့အခုလက်ရှိခက်ခဲနေပါတယ်ဆိုတဲ့အရာနဲ့ဘလောက်ထိချိတ်ဆက်မှုရှိလဲဘလောက်အရေးပါလဲဒါကိုရမအောင်အဲ့လိုမျိုးအနာဂတ်မှာကိုနေခြင်းတဲ့ဘဝကိုနေခြင်းတဲ့ဒီအလုပ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်မှာဆိုလို့ရှိရင်ကောဟုတ်ပြီငါဒါလိုဖြစ်မနေဖြစ်ရှင်းရမှာပဲဆိုပြီးတော့အသိစိတ်ဝင်ပြီးတော့ motivation ပြန်တက်ပဲပေါ့အဲ့ကြလို့ရှိရင်အဲ့ဒီဟာကိုရအောင်လုပ်ဖြစ်မယ်ပေါ့ဆိုတဲ့ပုံစံနဲ့ပါလက်ကတော့ဖြည့်ရှင်းလေးရှိပါတယ်はいじゃあまとめて言いますね今回の動画はモチベーション下がる理由主に3つを言いましたその3つ1番目としてはだるいことそれ一番怖いなので先に対策した方がいいだるい時はなんか自分のモチベーションが上がるもの皆さんにもあるはずだからそれを先にやってそれからやるべきことをやる例えば美味しいもの食べたりとか可愛いものを買ったりとかショッピングしたりとかいろいろあるからそういうのをやってから勉強する一番効果的ですよあと2番目としては疲れる時はちょっと休んでなんか自分がいつもやっている勉強している方法じゃなくてそこからちょっと離れて違う方法で勉強すること主に聞くことかなポッドキャスト聞いたりとか本読んだりとかそういうあんまり力入れなくてもできる方法だよねそれを使ってその方法を使って勉強することをお勧めしますあと3番目としては皆さんも知ってる通り難しさ、ね、何かを勉強するときあった難しさ、ね、この漢字難しいな諦めたいとか、ね、このソフトウェアの使い方めんどくせえなとかね、そういうものがあるからそういう時は自分の未来将来にやりたいことやりたい仕事自分の将来の生活自分の夢にある生活、ね、を考えて今勉強しているものはその将来の、ね、自分の生活と強くつながっているという気持ちで今は勉強しなければならない今は一番いい時間帯そういうというふうに考えて勉強すること、ね、私はモチベーション上がるようにはこういう3つの方法を使ってやってますだから皆さんもちょっといろいろ試してみてくださいということで今日の動画はこれで終わりですはいそれは皆さんねဒီ motivation ယူပုံယူနည်းလေးကိုအသုံးဝင်မယ်ဆိုလို့ရှိရင်စာမလုပ်ချင်တဲ့တကယ်ချင်းတွေစီကို share ပေးပါအောင်လို့ပြောချင်ပါတယ်။ Hi ကြော်ညာပေါ့နော်။ကြော်ညာကတော့ Violet စီမှာဒီ N4 level ကနေစပြီးတော့မှ join လို့ရတယ်။ Kaiwa class ရှိပါတယ်။ဆိုတော့ N4 ပြီးပြီဆိုရင်ပဲဖြစ်ဖြစ် N4 ပြီးကန်နေပဲဖြစ်ဖြစ်ပေါ့နော် join လို့ရပါတယ်။အဲ့တော့မြန်မာငွေနဲ့ဆိုလို့ရှိရင်ရောတစ်လကို9,900ဖြစ်ပါတယ်။ဂျပန်ကလူတွေဆိုလို့ရှိရင်တော့တစ်လကိုယန်9,000ပဲဖြစ်ပါတယ်။ဆိုတော့ဘာတွေသင်လဲဘာတွေဖြစ်လဲဆိုတာကတော့ဒီ VE Japanese ဆိုတဲ့ page မှာအသေးစိတ်လာမေးလို့ရတယ်အဲ့မှာလည်းအများကြီးပဲတင်ထားပါတယ်ပေါ့နော်ဂျပန်မှာ2ရက်သင်ပါတယ်2ရက်မှာတစ်ရက်ကို3နာရီတောင်သင်ရမှာပါဟုတ်ပြီနော်ဆိုတော့ဒီမှာတော့ဘာတွေသင်လဲအသေးစိတ်တော့မပြောတော့ပါဘူးအဲ့တော့ဒီဘက်ကို2ရက်နဲ့3နာရီလောက် non stop လေ့ကျင့်နေဆိုလို့ရှိရင်တော့ join လိုက်ပါလို့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုကဒီပြိုင်ပွဲလေးတွေလည်းလုပ်ပေးခြင်းတယ်ပေါ့နော်စုပေးတံပေးတော့မပါပါဘူးပြိုင်ပွဲလေးတွေလည်းလုပ်ပေးဖို့ရှိတယ်ပေါ့နော်စုပေးမယ်ပေါ့သိရမလားအဲ့လိုမျိုးအတွေးလေးရှိပါတယ်ဆိုတော့ဆက်ပြီးတော့ channel လေးကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ကြာနေ